Hello အားလုံးပဲမင်္ဂလာပါ Mr. Lom YouTube channel နဲ့ Facebook page နဲ့ကြိုဆိုပါရစေဒီနေ့ Champions League Final PSG နဲ့ Inter Milan ဟာ Allianz Stadium ဘယ်မြို့နဲ့အိမ်ကွင်းမှာကစားခဲ့ပြီးတော့ PSG ကထိုက်တန်နဲ့9ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်ဒီပွဲရဲ့အလှည့်ပြောင်းကတော့ number 14 PSG number 14လူငယ်ကစားသမားအသက်19နှစ် Desire Down နဲ့ပဲဖြစ်ပါတယ်သူဟာအစစ်တလုံးရပြီးတော့ဂိုး2ဂိုးသွင်းနိုင်ခဲ့ပြီးတော့ 5-0 နဲ့ Champions League Final ကို PSG ထိုက်တန်ရရှိသွားခဲ့ပါတယ်ဒီပွဲကအစကြည့်လိုက်မယ်ဆိုရင် Inter Milan ဖက်အနေမရှင်နိုင်ဘဲနဲ့ရှုံးနေသွားတာဖြစ်ပါတယ် Simon Inzaghi လည်းလူစား first line up အနေနဲ့အကုန်လုံးကောင်းမွန်ထည့်လာခဲ့ပြီးLuis Enrique PSG နဲ့ပြလဲကောင်းလူ first line up မှာထည့်ပြီးတော့ကစားတယ်ပွဲကစားတဲ့ချိန်မှာ12မိနစ်မှာ Desire Down နဲ့ပေးတဲ့အလုံးကို Hakimi ကအသုံးပြီးတော့ 1-0 နဲ့ PSG ကဦးဆောင်ခဲ့ပါတယ်ပွဲချိန်မြင့်လာတဲ့မြ PSG ကအဆူးမှုခဲ့ပြီးတော့မိနစ်20မှာ Desire Down နဲ့ညာချီနဲ့ penalty area ကိုကနေတွန်းတဲ့ဟာကိုreflex ทีมပြီးတော့ဂိုးတမဖမ်းနိုင်ပဲနဲ့ 2-0 ကနေ PSG ကဦးဆောင်ခဲ့ပြီးအဲ့လိုပထမပိုင်းပြီးဆုံးသွားတဲ့ချိန်မှာ PSG က19လုံးကန်သွင်းခွင့်ရရှိခဲ့ပြီးတော့ Inter Milan ကတော့တလုံးပဲသွင်းခွင့်ရရှိခဲ့တာပါပြီးတော့ဒုတိယပိုင်းပြန်စားတဲ့ချိန်မှာ Inter Milan ကမပြောင်းလဲမရှိဘဲနဲ့ဒီတိုင်းစက်ကစားပြီးတော့ PSG ကပဲပြန်အိုးဆိုးမိုးလာပြီးတော့မိနစ်53မိနစ်မှာ Desire Down နဲ့ပဲပြန်သွင်းခဲ့ပြီးတော့ 3-0 နဲ့ဦးဆောင်ခဲ့ပါတယ် PSG ကအဲ့ဒီချိန်မှာ PSG ဟာသူတို့အရန်ပဲကောင်းမွန်စားနိုင်ခဲ့ပြီး Inter Milan ကတော့စိတ်သက်ကြတယ်လို့1-0နဲ့ကစားခဲ့ပြီးတော့လူစားပြောင်းလဲမဲ့ Simon Inzaghi နဲ့လောက်ခဲ့ပြီးမဲ့လည်းဘာမှမထူလာခဲ့ပါဘူးအဲ့လိုနဲ့ပွဲပြန်ကစားတဲ့ချိန်မှာမိနစ်63မှာ S Cavasclia နံပါတ်9PSG နံပါတ်9ညာချီနဲ့တွန်းတဲ့ဟာကိုကုသမမဖမ်းမိပဲနဲ့ 4-0 နဲ့ PSG ကဦးဆောင်ခဲ့ပါတယ်နောက်ဆုံး66မိနစ်မှာလူစားလဲဝင်လာခဲ့တဲ့ PSG မာယူလူကBargola ပြီးတဲ့ဟာကို penalty area ထဲကနေဘေချီနဲ့ကန်ပြီးတော့ကိုထဲကိုဝင်သွားပြီးတော့ဒေါင်းလေးနဲ့တိုင်ထိပြီးတော့ 5-0 နဲ့ PSG ကထိုက်နိုင်သွားခဲ့ပါတယ်ဒီပွဲရဲ့အလှည့်ပြောင်းတော့နံပါတ်14 PSG နံပါတ်14လူငယ်ကစားသမားလေးအသက်19နှစ် Desire Down နဲ့ဖြစ်ပါတယ်သူဟာကောင်းမွန်ကစားနိုင်ခဲ့ပြီးခြေစွမ်းကောင်းပြနိုင်ခဲ့ပြီး2ဂိုးသွင်းပြီးတော့အစစ်တလုံးရရှိခဲ့ပါတယ်ကြည့်မယ်ဆိုရင် Inter Milan ဟာအရင်ပဲခံစစ်ကောင်းပြီးကစားခဲ့ Simon Inzaghi နေကစားခဲ့ဒီရှိတော့ Luis Enrique ကစားပွဲနဲ့သူရဲ့တဦးချင်းစီမနိုင်မှုကြောင့် Inter Milan ဟာရှုံးနေတော့ခဲ့ပါတယ် PSG ကတော့ Winger မှာ Cesc Cavalier Desire Down နဲ့ Ousmane Dembele တို့ရှိခဲ့ပြီးနောက်ဒါလည်းဘာမှတိတ်လို့ရှာမရှိကုသမားလည်းDonnarumma တိတ်ပြီးတော့ပုတ်ရှာလုံးတွေတိတ်မရှိပါဘူးဒီပွဲမှာ PSG ကအဖက်အနေနိုင်ယူခဲ့ပြီးတော့ထိုက်တန်9ဂိုးမရှိနဲ့ Inter Milan နိုင်ခဲ့ပြီးတော့ဒီနေ့ Champions League ကို PSG ကထိုက်တန်ရရှိတော့ခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်